မျိုးသားကသူ့ရဲ့အဖွားနဲ့တွေ့ဖို့သူမကိုလိုအပ်တဲ့အချိန်တိုင်းမှာလည်းဒေါ်လာ10 သန်းတန်အပိုချက်လက်မှတ်ရှက်တစ်ဆောင်ကိုသူမအားအမြဲပေးလေးရှိပါတယ်။မျိုးသားကဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့သူ့ရဲ့အဖွားကြောင့်ပဲဖြစ်ပါတယ်။အသေးအတန်ဖျားနာနေတဲ့သူ့ရဲ့အဖွားဟာသူမမကွယ်လွန်ခင်မှာမြေးဖြစ်သူအိမ်အောင်ပြူတာကိုမြင်တွေ့ချင်ခဲ့တာပါ။ဒါကြောင့်လည်းသူကမိန်းကလေးရဲ့ကမ်းလှမ်းမှုကိုသဘောတူခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာတော့သူဟာမိန်းကလေးအပေါ်အချစ်မနှိုးဆက်သေးပါဘူး။သူနဲ့မိန်းကလေးဟာတယောက်လိုအပ်တာကိုတယောက်ပြန်လည်ဖြည့်ဆည်းပေးနေကြတာပဲလို့သူတွေးထားခဲ့တာပါ။ဒီနေ့မှာတော့မိန်းကလေးဟာသူမရဲ့ဖခင်စီကနေ message တစ်ခုလက်ခံရရှိခဲ့ပါတယ်။ဖခင်ဖြစ်သူကသူမရဲ့ခင်ပွန်းကိုအိမ်ခေါ်ပြီးညစာအတူစားဖို့တောင်းဆိုထားတာပါ။မိန်းကလေးကအမျိုးသားစိတ်အခြေအနေကောင်းနေတဲ့အချိန်ကျမှဒီအကြောင်းကိုစကားဆလိုက်ပေမဲ့အမျိုးသားကတော့သူမကိုပြက်ပြက်သားသားပဲညှင်းဆိုခဲ့ပါတယ်။ညနေပိုင်းမှာမိန်းကလေးဟာသူမရဲ့ဖခင်နဲ့ဖုန်းပြောနေပြီးဖခင်နဲ့အတူညစာစားဖို့အချိန်မပေးနိုင်တော့ဘူးလို့ပြောနေတဲ့အချိန်မှာပဲဘီလီယံနာမျိုးသားကသူမရဲ့အခန်းတကားကိုလာခောက်ပါတယ်ချစ်စရာကောင်းတဲ့မိန်းကလေးဟာခေါင်းလေးပြူပြီးချက်ချင်းပဲထွက်ကြည့်ပါတယ်အဲ့ဒီနောက်သူမကသူမနဲ့အတူအိမ်လိုက်ခဲ့ပေးဖို့အမျိုးသားကိုထပ်ပြီးတောင်းပန်ပါတယ်သူမရဲ့ဖခင်ကတမက်ဖြစ်သူကိုအရန်တွေ့ချင်နေတယ်လို့လည်းဆိုပါတယ်အမျိုးသားကဘာမှပြန်မဖြေပဲငြိမ်နေတာကိုမြင်တော့မိန်းကလေးကအမျိုးသားကိုနီးလန်းမျိုးစုံနဲ့စတင်ချော့မော်တောင်းပန်ပါတော့တယ်သူမမသိခဲ့တာကတော့အမျိုးသားဟာသူမနဲ့အတူလိုက်သွားဖို့သဘောတူခြင်းလို့သူမရဲ့တကားကိုလာခောက်ခဲ့တာပဲဖြစ်ပါတယ်ဒီအချိန်မှာအမျိုးသားဟာမိန်းကလေးရဲ့ချစ်စရာကောင်းမှုတွေအပေါ်မှာအပြည့်အဝဆွဲဆောင်ခြင်းခံလိုက်ရပါပြီ